ကစွန်းရွက်ကံကုန်းကစွန်းရွက်ကိုဒီလိုအယောင်တောက်စိမ့်လေးဖြစ်သွားအောင်ဘယ်လိုကြော်မလဲကြော်နည်းလေးကတော့အမတန်ရိုးရှင်းပါတယ်စီနဲ့စာနဲ့အရင်ထည့်ပြီးတော့ကစွန်းရွက်ကိုနှုံးအောင်ကြော်မှာပါကစွန်းရွက်နှုံးသွားတဲ့အခါကျရင်သူ့ကိုတီးတန့်ပေါ့နော်ဖယ်ထားပါမယ်ပြီးတဲ့အခါကျလို့စီရင်ပဇွန်ကြောက်ရဲ့ကျစ်သွန်ဖြူရဲ့ငရုတ်သီးတောင်း2000 3000လောက်ရဲ့ကိုနှုတ်ဆင်းထားတဲ့ဟာလေးတွေကိုထည့်ကြောပါမယ်ဒါကြောပြီးခါကျအနံလေးမှုေးသွားပြီဆိုဒီစံပါချီလီဆော့လေးကိုထည့်ပါမယ်ကိုကြိုက်တဲ့ကိုသုံးတဲ့ချီလီဆော့ကိုထည့်ကြောလို့ရပါတယ်ကိုကတော့စံပါချီလီထည့်ကြောတာပါတချို့ကငပိစိမ့်စားထည့်ကြောပါတယ်ပြီးရင်ကြောထားပြီးသားကစွန်ရွက်ကိုထည့်လိုက်ပါတယ်ရိုးရှင်းပါတယ်မြန်ဆန်ပါတယ်ပြီးတော့အပေါ့ငံတွဲငပြားရည်လေးနည်းနည်းထည့်ပါမယ်ငပြားရည်လေးထည့်လိုက်တော့လေးနဲ့တယ်ပေါ့နော်ပဇွန်ကြောက်ပါတဲ့အတွက်အရင်အများကြီးထည့်စရာမလိုပါဘူးငပြားရည်နဲ့ကြက်သားမှုန်လေးနည်းနည်းထည့်ပါတယ်ဟုတ်ကဲ့ပြီးပါပြီစားလို့ရပါပြီရိုးရှင်းပြီးတော့အယောင်လေးလဲလှအရသာလေးလေးနဲ့တဲ့